သက်20အရွယ်မှာကတည်းကတင်ယူလေးချင်းပြုစုပြိုးထောင်ထားတဲ့ skill 10ခုအကြောင်းကိုဒီနေ့ April sharing လုပ်ပေးသွားကြပါတယ်။ဒီနေ့အဓိက April sharing လုပ်ပေးမဲ့ skill တွေကကြတော့ hard skill တွေမဟုတ်ဘူးပေါ့နော်။ hard skill ဆိုတာကဥမာဒီ language တစ်ခုတင်ယူတာလို့ graphic designer ဆိုရင်ဒီ graphic အပိုင်းနဲ့တင်ယူလေ့လာတာမျိုးပေါ့နော်။ဒီလိုမျိုး hard skill တွေမဟုတ်ဘဲနဲ့လူတိုင်းဘယ် career ကိုပဲသွားဘာပဲလုပ်မဖြစ်မနေလိုအပ်တဲ့ soft skill တွေအကြောင်းပဲဖြစ်ပါတယ်။ဟုတ်ပြီအဲ့တော့ April အများကြီးပြောမနေတော့ဘူး skill နံပါတ်1ကနေစပြောလိုက်အောင် skill နံပါတ်1ကတော့အားလုံးသိထားတဲ့အတိုင်းပဲ communication skill ပါပဲဒီနေ့ခေတ်ကြီးမှာလူတွေနဲ့ဆက်သွယ်ပြောဆိုရတဲ့ဒီ communication skill ကအရန်အရေးကြီးပါတယ်ကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့ idea တွေကိုစကားလုံးတွေအဖြစ်ရှင်းလင်းဖော်ပြတတ်ဖို့အတွက်ဒီ communication skill ကတေချာလေးကိုလေ့ကျင့်ပြုစုပြိုးထောင်ထားတဲ့ skill တွေထဲမှာထိတ်ဆုံးကနေပြီးတော့ရပ်တည်နေပါတယ်နံပါတ်2အချက်ကတော့ financial management မှာပတ်စံဆိုတာကရှာတက်ရုံနဲ့မရသေးပါဘူးဒီကိုရှာထားတဲ့ငွေတွေကိုစီမံခန့်ခွဲတတ်ဖို့ဆိုတာကလည်းအရေးကြီးပါတယ်ဒီလအတွက်ကို budget ဘယ်လောက်သုံးမယ်ကိုဘယ်လောက်စုမယ်ဒီလိုမျိုး budget plan တွေဒီစုမဲ့ငွေတွေကိုလည်းကိုကတေချာလေးစီမံခန့်ခွဲတတ်ဖို့လိုပါတယ်အခုချိန်မှာကိုက investment မလုပ်သေးဘူးဆိုရင်တောင်မှပဲဒီ investment နဲ့ပတ်သက်တဲ့အခြေခံတွေကိုတော့ငယ်ရွယ်စဉ်ကတည်းကသင်ယူလေ့လာထားဖို့အရင်အရေးကြီးပါတယ်၃ခုမြောက် skill ကတော့ time management မှာလူတိုင်းမှာတစ်နေ့ကို24နာရီပဲအချိန်ကအတူတူရတာပါအောင်မြင်တဲ့သူနဲ့မအောင်မြင်တဲ့သူတွေကြားမှာဒီအချိန်ကိုအသုံးချပုံချင်းကွာခြားသွားပါတယ်ဒါကြောင့်ကိုကဒီ time management နဲ့ပတ်သက်ပြီးတော့တေချာလေးလေ့လာပါအချိန်ကိုလည်းတေချာလေးအကျိုးရှိစွာနဲ့အသုံးချပါနံပါတ်၄အချက်ကတော့ emotional control ပါကိုယ့်ရဲ့ emotion အလိုက်ဖြစ်ပေါ်လာတဲ့ဒီစိတ်ဆိုးတဲ့အချိန်တွေဒေါသထွက်တဲ့အချိန်တွေဝမ်းနည်းတဲ့အချိန်မျိုးတွေမှာဆုံးဖြတ်ချက်တွေကိုချမယ်ဆိုရင်ဆုံးဖြတ်ချက်တွေကမှားသွားနိုင်ပါတယ်ဒါကြောင့်ဒီလိုမျိုးကိုယ့်ရဲ့စိတ်ခံစားချက်ပေါ်မှာမူတည်ပြီးတော့ဖြစ်လာတဲ့ emotion တွေကို control လုပ်နိုင်ဖို့စီမံခန့်ခွဲတတ်ဖို့ကလည်းလိုအပ်ပါတယ်နံပါတ်5အချက်ကတော့ critical thinking ပါဒီနေ့လို AI ခေတ်ကြီးမှာတနေ့ဒီ social media မှာပေါ့နော်သတင်းအတုတွေ information အတုတွေအများနဲ့တွေ့နေရတတ်ပါတယ်ဒီလိုအချိန်မျိုးတွေမှာသူများပြောတာတွေကိုမယုံပါနဲ့ information တစ်ခုကိုကိုယ်တိုင် analyze လုပ်နိုင်ဖို့လိုအပ်ပါတယ်နံပါတ်6အချက်ကတော့ learning skill ပါခုလို AI နေအရန်ကြီးစိုးနေတဲ့ခေတ်ကြီးမှာကိုကအမြဲတမ်းသင်ယူလေ့လာနေဖို့လိုအပ်ပါတယ်သင်ယူနိုင်စွမ်းမရှိရင်ကိုကတေချာပေါက်နောက်ကျကျန်နေခဲ့နိုင်ပါတယ်ဒါကြောင့်အမြဲတမ်းကို့မှာသင်ယူလေ့လာခြင်းတဲ့ mindset လေးတစ်ခုရှိနေဖို့လိုအပ်ပါတယ်ခုနှစ်ခုမြောက် skill ကတော့ networking skill ပါလူတွေနဲ့ဆက်ဆံရေးကောင်းအောင်တည်ဆောက်တတ်ဖို့လိုအပ်ပါတယ်တခါတလေအခွင့်အရေးတွေဆိုတာကကိုယ့်ရဲ့ talent ကြောင့်ဆိုတာထက်ကိုယ့်ရဲ့လူမှုအတိုင်းဝိုင်းကနေတဆင့်လဲရလာတတ်ပါတယ်ရှစ်ခုမြောက် skill ကတော့ self discipline လို့ပြောတဲ့ကိုစီမင်းစည်းကမ်းတွေချမှတ်ထားဖို့ပါလူတိုင်းမှာ motivation ဆိုတာကအမြဲတမ်းရှိမနေပါဘူးဒီလိုမျိုးကိုစီမင်းစည်းကမ်းတွေချထားမယ်ဆိုရင် motivation မရှိတဲ့နေ့တွေမှာတော့ကိုကအလုပ်ကိုတေချာပေါက်စီးစနစ်ကြဆက်ပြီးတော့လုပ်နေနိုင်မှာပဲဖြစ်ပါတယ်ကိုခုမြောက် skill ကတော့ problem solving skill ပါဒီ skill ကအရန်ကိုတန်ဖိုးရှိတဲ့ skill တစ်ခုပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့လူတိုင်းကပေါ့နော်ဘဝမှာပြဿနာမရှိဘူးဆိုတဲ့လူဆိုတာလုံးဝမရှိပါဘူး April ကိုယ်တိုင်တောင်ဒီပြဿနာတွေအများကြီးပဲအမြဲတမ်းကြုံတွေ့ရပါတယ်ဒီလိုအခြေအနေမျိုးမှာပြဿနာတွေကိုရှောင်သွားမဲ့အစားဖြေရှင်းတတ်ဖို့သင်ယူပါလေ့လာပါနောက်ဆုံး10ခုမြောက် skill တစ်ခုကတော့ self awareness ပါကိုကဘာကြိုက်တတ်လဲကိုကဘာတွေကိုမကြိုက်တတ်ဘူးလဲကို့မှာဘာအားသာချက်တွေရှိလဲဘလို့အားနည်းချက်တွေရှိလဲဒီလိုမျိုးကို့အကြောင်းကိုတည်တည်ချာချာသိအောင်ကြိုးစားပါလောကကြီးမှာကို့အကြောင်းကိုသိတဲ့သူကဘဝမှာပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေကိုလည်းချနိုင်ပါတယ်ဒီပြနောက်ဆုံးပြောချင်တာကအသက်20ဆိုတာကအရာအလုံးကိုသိထားရမယ်တတ်မြောက်ထားရမယ်အရွယ်တော့မဟုတ်ပါဘူးဒါပေမဲ့သင်ယူလေ့လာဖို့အကောင်းဆုံးအသက်အရွယ်တစ်ခုပါဒါကြောင့် April အခုပြောခဲ့တဲ့ skill 10ခုကိုတိုးတက်အောင်သင်ယူလေ့လာပြုစုပြိုးထောင်ထားပါဒါဆိုရင်တော့တေချာပေါက်ကို့အသက်30ရောက်တဲ့အချိန်မှာကိုကျေးဇူးတင်နေမိပါလိမ့်မယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် comment မှာလည်းဒီ skill 10ခုတွေကအခုလက်ရှိကိုကဘယ် skill တွေကိုပို့ပြီးတော့လိုအပ်နေလဲဆိုတာကိုလည်းမျှဝေသွားခဲ့လို့ရပါတယ်နောက်တဲ့ဗီဒီယိုတွေမှာတွေ့ကြပါမယ်ရှင်ကျေးဇူးပါ